အလောမင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့3D mathematician နဲ့အတိတ်ကနေပြန်လဲကြိုးဆိုပါတယ်ပေါ့နော်ကျွန်တော် channel ကိုနော် like subscribe လေးနော် share ပြီးတော့ကြအောင်နော်ကျွန်တော် channel အဟောင်းကပြတ်သွားလို့ဗျာနော်ဒီ channel ကိုကျွန်တော် run ပေးမှာဖြစ်ပါတယ်ပေါ့နော်ဒီ9ချိန်မှာနော်9ချိန်မှာလုံးပိုင်တောင်းဆိုတဲ့မိတ်ဆွေတွေပေါ့နော်ဒီမှာ9ခွန်8မှာ8လုံးပိုင်ပေါ့နော်696မှာ9လုံးပိုင်898မှာ8မှာ8လုံးပိုင်ဖြစ်ပါတယ်696မှာ9လုံးပိုင်ပေါ့နော်898မှာ9လုံးပိုင်145မှာ4လုံးပိုင်ပေါ့နော်25နဲ့မှာ2လုံးပိုင်695မှာ9လုံးပိုင်ပေါ့နော်936မှာ3လုံးပိုင်ပေါ့နော်9ခွန်နဲ့မှာ9လုံးပိုင်ဖြစ်ပါတယ်629မှာ6လုံးပိုင်ပေါ့နော်963မှာ3လုံးပိုင်ဖြစ်ပါတယ်ဒီတစ်ချိန်တော့ပေါ့နော်ဒီ4ချိန်တော့ကကျွန်တော်8လုံးပိုင်ဒီထွက်ထားတာဒီ666ပေါ့နော်666ဆိုတဲ့အတွက်ကြောင့်ဒီလုံးပိုင်ရဲ့14ကိုတောင်းဆိုတဲ့ကျွန်တော်မိတ်ဆွေတွေပေါ့နော်ကျွန်တော်ပြန်ပြပေးမှာဖြစ်ပါတယ်ယူတဲ့နီးရတော့နော်ယူတဲ့နီးရရှင်းရှင်းလေးဖြစ်ပါတယ်ကျွန်တော်တို့ဒီထွက်ထားတဲ့ပေါက်စင်ပေါ့နော်820ရဲ့666ရဲ့ပေါ့နော်820 666နဲ့306လို့ထွက်ထားတယ်ပေါ့နော်အဲ့ဒီမှာယူတဲ့နီးကဒီမှာကျွန်တော်ပေါ်ထားမယ်နော်ဒီမှာ3ချိန်ထိပ်စီးတစ်ချိန်ပိတ်တဲ့ချိန်ဒီမှာထိပ်တဲ့ချိန်ကိုပုံတည်1နဲ့ပေါင်းရှင်းဖြစ်ပါတယ်ပေါ့နော်အဲ့ဒီမှာ83လေးဒီ24ပေါ့နော်4လို့ရပါတယ်ဒီမှာ8တဲ့ချိန်က8ဖြစ်ပါတယ်ဒီနောက်6တဲ့ချိန်က6ပါပဲပေါ့နော်ဒီမှာ3ညတဲ့ချိန်က3ညပေါ့နော်အဲ့ဒါပုံတည်1နဲ့ပေါင်းမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ပေါင်းလိုက်မယ်ဆိုရင်4နဲ့6နဲ့ပေါင်းရှင်းဒီ30လို့ရနေပါတယ်ပေါ့နော်ဒီမှာကျန်နေတာ3ညရဲ့ချစ်တစ်ဒီပေါင်းရင်ဒီ6လို့ရနေတယ်ပေါ့နော်ချစ်နေတဲ့နဲ့ပေါင်းတော့6ပါနော်အဲ့ဒီမှာဒီလာမဲ့9ချိန်နော်16ရက်3လ26လုံးပိုင်က6လို့ရနေပါတယ်ပေါ့နော်အလုံးပိုင်ဆက်တောင်းဆိုတဲ့မိတ်ဆွေတွေပေါ့နော်လုံးပိုင်6ဗျာနော်ဟုတ်ကဲ့အားလုံးပဲထောက်ကူရပါစေဗျာနော်လုံးပိုင်6နော်9ချိန်မှာလုံးပိုင်6လို့ရနေပါတယ်ပေါ့နော်